အားလုံးပဲမင်္ဂလာပါစီတူဗီဒီယိုကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့လီဗာပူးအသင်းကနေယာဒီကောရင်ထွက်ခွာတော့မယ်မိုဟာမက်ဆာလာအကြောင်းဆာလာရဲ့ farewell အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ရက်သတင်းထွက်ချင်းကလေးကတင်ဖို့လုပ်ခဲ့ပြင်မယ်အချိန်မလောက်ခဲ့တဲ့အတွက်အချိန်အဆင်မပြေခဲ့တဲ့အတွက်ကျွန်တော်အခုအိမ်ရောက်မှပဲတင်ပြတဲ့စတဲကကိုအရင်ပြောချင်နေခဲ့တာဒီအကြောင်းကိုမပြောရရင်ကိုအလုံးမပြီးသလိုခံစားရတယ်ပေါ့နော်စိတ်ထဲမှာမိုဟာမက်ဆာလာနဲ့ပတ်သက်လို့ကျွန်တော်တော်တော်လေးသဘောကျတဲ့ပလီယာသူ့ရဲ့ကွင်းပြင်မှာနေထိုင်ပုံရောကွင်းထဲမှာကစားတဲ့ပုံစံရောကျွန်တော်ကတော့လီဗာပူးရဲ့ဒီ data ဌာနမှာသဘောကျတဲ့အသုံးအနှုန်းတစ်ခုရှိတယ်အဲ့ဒါက triple threat OBV အစရှိတဲ့တို့ခေါ်ကြတယ် triple threat ပုံစံ3မျိုးနဲ့အသင်းကိုကူညီပေးနိုင်တယ်ဂိုးတွေရောဖန်တီးမှုတွေရောပြီးတော့အသင်းကိုတက်ရောက်မှုပုံစံမျိုးစုံတက်ရောက်မှုပေါ့နော် on ball value အနေနဲ့ဒီ threat ပဲဖြစ်ဖြစ်သို့မဟုတ် creativity ပဲဖြစ်ဖြစ်အစရှိတဲ့ပြင်မျိုးစုံတက်ရောက်နိုင်တဲ့အရာမျိုးသူ့ကိုအဲ့လို times တစ်ခုတည်းနဲ့ပေါ်ပြလို့တော့မလုံလောက်ဘူးဒါကကျွန်တော်ကမြင်သာဥပမာအနေနဲ့ပြောတာ basketball မှာဆိုရင် triple double တွေပွဲတိုင်းယူနေတဲ့ player တယောက်လိုမျိုး Nikola Jokic တို့ Luka Doncic တို့လို LeBron James တို့လို player မျိုးအဲ့လိုမျိုး triple threat ကိုပေးနိုင်တယ်ကစားသမားလို့ကျွန်တော်ကလုံးဝယုံကြည်လက်ခံထားတယ်လက်ရှိဒီယာဒီမှာခြေစွမ်းမပြနိုင်ဘူးမှန်တယ်ဒါပေမဲ့ဒါဟာဒီယာဒီတစ်ခုတည်းဖြစ်ပြီးတော့ကြံခဲ့တဲ့8ယာဒီစလုံးမှာမိုဟာမက်ဆာလာဟာတော်ကြီးကိုပြောင်မြောက်တဲ့ခြေစွမ်းကိုပြသထားခဲ့တယ်ပရီးမီးယားလိရွှေဖနက်ကို၄ချိန်တောင်ရတယ်ချီရီအွန်ရီနဲ့ level 2ပဲပေါ့စံချိန်ချိုးဖို့တော့မဖြစ်နိုင်တော့ဘူးသူ့ကိုမျောလင့်ခဲ့ကြဘူးတယ်စံချိန်ချိုးနိုင်တယ်လို့ကျွန်တော်ကိုယ်တိုင်လည်းထင်ခဲ့တယ်ဒီဘာမှမသူ at least 2နှစ်လောက်ဆက်ကစားပြီးတော့ဒီဘာဘူးရဲ့ဒီ rhythm လေးနဲ့ပေါ့နော်ချိုးနိုင်မယ်လို့ထင်ခဲ့ပေမဲ့ဆာလာဟာသူ့ရဲ့အတွင်းအားတွေကိုအလွန်အကျွံသုံးမိသွားတဲ့ထိပ်တန်းတိုင်းသမားတစ်ယောက်လိုပဲပြီးခဲ့တဲ့နှစ်မှာသူအလွန်ကောင်းခဲ့တယ်ဂိုးသွင်းတာက29ကို assist က18ချိန်ဒီနှုံးထားကြီးက Premier League သမိုင်းမှာ goal involvement စံချိန်ချိုးလိုက်တာလည်းဖြစ်တယ်48ချိန်ပေါ့သူရှိမှတင်ခဲ့တဲ့ Thierry သူရှိမှတင်ခဲ့တဲ့ Erling Haaland တို့ Ronaldo Onrio ရှိတဲ့အဲ့စံချိန်တွေကိုချိုးပလိုက်ခြင်းဖြစ်တယ်အဲ့ဒီစွမ်းဆောင်ရည်ကြီးကPremier League တစ်ခေတ်လုံးရဲ့အကောင်းဆုံးနဲ့မှာပါတယ်ဒါကတော့တယောက်နဲ့တယောက်နဲ့ subjective နည်းရတော့꿰လိုက်မယ် Cristiano Ronaldo ရဲ့ဘောလုံးတော်ရတဲ့နှစ်ဟာဘောလုံးတော်ရခဲ့တဲ့အတွက်အကောင်းဆုံးလို့သတ်မှတ်တဲ့လူလည်းရှိရင်ရှိတယ်ဒါပေမဲ့တိတိကျကျကြည့်လိုက်ရင်စာလာလို့ပြတာကြီးကတေချာပေါ့ခုနအဲ့ဒီ debate ထဲကိုထည့်သွင်းရမယ်အလွန်မြင့်မာတဲ့ container တစ်ယောက်ဖြစ်တယ်ဘာလို့လဲဆိုတော့ဒီနှစ်လီဗာပူးကျသွားတာကိုကြည့်လိုက်ဒါဟာ Arne Slot ကြောင့်နေဘာတွေတခြားအရာတွေထက်ဆိုင်ရှင်းရှင်းလေးပဲစာလာမယုံနိုင်တော့တဲ့အခါလီဗာပူးဘာဖြစ်သွားတာလဲဆိုတာမျိုးမြင်ရတယ်။ပြောင်းပြန်တွေးကြည့်မယ်မနစ်ကလီဗာပူးကောင်းခဲ့ခြင်းမှာမိုဟာမက်ဆာလာဟာအသင်းရဲ့အရေးပါတဲ့ဂိုးရောသွင်းဂိုးရော assist ကိုဒီလိုခန်းကန်တာအကုန်လုံးကို perfect သို့မဟုတ် perfect ထက်တောင်ကျော်လွန်ပြီးတော့လုပ်ပြနေခဲ့တဲ့အတွက်လီဗာပူးရဲ့ခြေစွမ်းလုံလောက်ခဲ့တယ်။ဥပမာလီဗာပူးရဲ့ကွင်းလေဟာသူတို့ကိုယ်တိုင်မလုံလောက်ဘူးလို့ယူဆခဲ့တဲ့ကွင်းလေဇိုဘီမန်ဒီကိုခေါ်ဖို့အတွက်အသက်အံကြိုးစားခဲ့တယ်။မရရှိခဲ့တာဖြစ်တယ်။ Gravenberch ရဲ့ McAllister ရဲ့ Szoboszlai အရင်ကောင်းခဲ့တယ်ဒါပေမဲ့ကောင်းပင်မဲ့အမြဲတမ်းတန်တရားနဲ့သို့မဟုတ်ဒီကွင်းလေအတွဲရဲ့လိုအပ်ချက်ကလေးတွေအကြီးကြီးတော့မဟုတ်ဒါပေမဲ့လိုအပ်ချက်ကလေးတွေရှိတယ်အထူးသဖြင့် creativity အပိုင်းပြီးတော့လီဗာပူးတိုက်စစ်အထောင်တွေပေတောင်မှာကစားသမားတွေရဲ့ဂိုးသွင်းနှုတ်ဒီပြဿနာတွေအကုန်လုံးကိုဆာလာတစ်ယောက်ထဲနဲ့အကုန်လုံးဖြေရှင်းပေးခဲ့တယ်အဲ့ဒီစွမ်းဆောင်ရည်မရှိတော့တဲ့အခါမှာလီဗာပူးတီယာဒီဘယ်လိုဖြစ်သွားသလဲပြောမှဆိုရင်မိုဟာမက်ဆာလာ single handedly တယောက်တည်းရဲ့အစွမ်းအလွန်ကြီးမားစွာနဲ့လီဗာပူးကိုထမ်းတင်ပေးခဲ့တယ်မနစ်ကလီဗာပူးရဲ့ Premier League Champion အစုဟာတခြားသောကစားသမားတွေကို equal share အများကြီးပေးရမှာဖြစ်တယ်လို့အဲ့လို equal share ပေးမယ်ဆိုရင်မိုဟာမက်ဆာလာကို triple share လောက်ပေးလို့ရတယ်စွမ်းဆောင်ရည်လို့ကျွန်တော်ကသတ်မှတ်ချင်တယ်ကိုယ်သမီးစုလည်းရတယ် playmaker စုလည်းရတယ်အဲ့လိုစွမ်းဆောင်ရည်ဘယ်မှာရှိခဲ့လို့လဲအဲ့လောက်ကြီးကောင်းတဲ့စွမ်းဆောင်ရည်အဲ့လောက်ကြီးကောင်းတဲ့စွမ်းဆောင်ရည်ဆိုတာဟိုဒီ16ဂိုးလောက်နဲ့ကိုသွင်းမြင်ဖြစ်တာလည်းမဟုတ်29ဂိုးနဲ့ဖြစ်တာတကယ်တော့ဒါကယာတီကိုလေးမှချုပ်ဖြစ်သွားတော့ဒီချက်တော့များနိုင်သေးတယ် assist ဆိုရင်လည်း assist ကစံချိန်တင်နိုင်လောက်တဲ့အထိကိုဖြစ်ခဲ့တာဒါပေမဲ့ယာတီကိုလေးမှလီဗာပူးခြေကျသွားတယ်လို့အဲ့လိုအကြောင်းချင်းရတယ်အများကြီးရှိတယ်မိုဟာမက်ဆာလာဟာအဲ့ဒီစွမ်းဆောင်ခဲ့တဲ့ဒီနှစ်ကြာဆင်းနေခြင်းကိုကြည့်လိုက်မယ်ဆိုရင်ဒါကိုမြင်သာလိုက်မယ်တစ်ချိန်တည်းမှာမိုဟာမက်ဆာလာကိုယ်တိုင်လည်းကြာဆင်းသွားတယ်ကြာဆင်းသွားတဲ့အခါမှာ physical ဘိုင်းရော mental ဘိုင်းရောပြီးတော့သူကစားရတဲ့ခွင်ပေါ့ခုနကမိုဟာမက်ဆာလာကိုတည်ပြောတယ်ဆိုရင်လီဗာပူးဘက်ကခွင်နဲ့ပြန်ပြောမယ်ဆိုရင်မိုဟာမက်ဆာလာရဲ့အကြိုက်ဆုံးနောက်ခံတွဲဘက်ကစားသမားလက်စမအားလုံးမရှိတော့ဘူးဆိုတာမျိုးပြီးတော့အလယ်မှာလှုပ်ရှားကစားတဲ့ခါမှာသူ
သူ့အစာအလုပ်တွေအများကြီးဝိုင်းလုပ်ပေးတဲ့လူ DS လို့ player တွေ Roberto Firmino လို့ player တွေ Diogo Jota လို့ player သူတို့မရှိတော့ဘူးဆိုတော့အခြေအနေကိုဒါမော်မက်ဆာလာရင်ဆိုင်ရတယ်ဒါကတော့ဘလောအသင်းကခိုင်းကျုံနေကျွန်းကန်ဒီအခြေအနေနဲ့ဖြစ်တဲ့အတွက်ဒီလိုမျိုးကျွန်တော်တို့ရှုမြင်လို့ရတယ်ဘာပဲပြောမော်မက်ဆာလာကျသွားတယ်9ခုပဲရသေးတယ်လက်ရှိချိန်ဒီ Premier League ဒါကြီးကအန်းအသင်းပိုကောင်းတယ်မော်မက်ဆာလာလက်ရှိအချိန်မှာ Premier League ကို190 plus တွင်းထားတယ် Premier League သမိုင်းမှာစတိုဒါမြောက်တွင်းကိုအများဆုံးကစားသမားဖြစ်တယ်လီဗာပူးအသင်းတွင်းထားတာပြတော်တော်ကြီးကိုများတယ်ပေါ့နော်အဲ့ဒါတွေကိုခဏမေ့ပြီးတော့တရားဒီချင်းတွင်းတာကိုကြည့်လိုက်ဘယ်လောက်ထိ consistency ရှိတဲ့ကစားသမားလဲဆိုရင်သူရောက်ခါစားအောင်ကအားလုံးဟာသူ့ကို Ronaldo ရဲ့စံချိန်ကို32ဂိုးနဲ့ချိုးတော့ one season wonder ဆိုပြီးတော့ဝိုင်းပြောခဲ့ကြတယ်ဒါပေမဲ့မဟုတ်ဘူးဆိုတာကိုသူကနှစ်ရှည်လာနဲ့သက်သေပြခဲ့တယ်တောက်လျှောက်ဆိုသလိုပဲဒီဂိုး30လေး20ကျော်လေးအဲ့လိုမျိုးတောက်လျှောက်သွင်းခဲ့တာ15ဂိုးအထက်သွင်းတဲ့ရာသီတွေကြီးပဲ8ရာသီလုံးစတိုင်းမှာ15ဂိုးအောက်1ရာသီမှမရှိဘူးဒီရာသီမှာဒါ9ဂိုးရာသီရဲ့လက်ရှိချိန်မှာဒါကြီးကျွတ်စင်15ဂိုးအထက်ဆိုတာက15ဂိုးအထက်ဆိုရင်ဒါဂိုးသွင်းမရင်ဆိုအမှန်းလို့ရတယ်တချို့တော့ရာသီတွေမှာ19ဂိုး20ဂိုးနဲ့ရပ်သွားတာမျိုးတွေ22ဂိုးနဲ့ရပ်သွားတာမျိုးတွေရှိတယ်အဲ့ဒီ15ဂိုးအထက်ကိုဆာလာဟာရာသီတိုင်းကိုသွင်းခဲ့တာဒါမှ15ဂိုးအောက်မှာ18လောက်နဲ့ရပ်သွားတဲ့ရာသီတွေကလည်းနည်းပါတယ်ပြောမလို့ပို့ပြီးတော့ flying color ဖြစ်တဲ့ရာသီတွေကပိုများတယ်ဟုတ်ပြီအဲ့လိုဂိုးသွင်းဆွမ်းဆောင်ရင်ဘယ်သူကရှိခဲ့လို့လဲအဲ့လောက်8ရာသီကာလကြီးကိုဒါဟာအင်မတန်ခမ်းနားတဲ့ဆွမ်းဆောင်ဖြစ်တယ်တစ်ချိန်တည်းမှာအဲ့ဒါနဲ့တန်းတူ plus ဂိုးတွေအများကြီးတွင်းပြီးတိုင်အောင်ထပ်ပြီးတော့ဖြည့်ထားတဲ့အရာတွေရှိသေးတယ်ဂိုးပန်ဒီဘူးကလည်းလက်ရှိချိန်မှာ Steven Gerrard နဲ့သူထိုင်းဖြစ်နေတယ်နောက်ထပ်တစ်လုံးဖန်တီးပေးရတဲ့ Steven Gerrard ကိုကြော်ပြီးလီဗာပူးအသင်းရဲ့ Premier League သမိုင်းတစ်လျှောက် assist များဆုံးလာမှဖြစ်လာဒါကြီးကလည်းကြောက်စရာကြီးပဲအဲ့တော့ဒါကြီးကကိန်းကနက်နဲ့ပြောရင်ကုန်တော့မကုန်ဘူးမော်ပြီးတော့လားရှော့သွားဖို့ရှိတယ်မကုန်နိုင်ဘူးဘလို့မှ Champions League မှာလည်းအများကြီးပဲဟိုတလောကဂိုး50ပြည့်သွားတယ်ဒါကလည်းမိုင်တိုင်တစ်ခုပဲအများကြီးပဲကိန်းကနက်နဲ့ပတ်သက်တဲ့မိုင်တိုင်တွေအများကြီးပဲအဲ့ဒါတင်မကဘူးမိုဟာမက်ဆာလာက cultural ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ impact ကြီးအဲ့ဒါကိုပါပေးနိုင်တယ်လီဗာပူးအသင်းကိုအခြေပြုပြီးသူကတိဆောက်ရယူသွားခဲ့တယ်လီဗာပူးမြို့မှာလည်းလီဗာပူးရပ်ဝန်းမှာလည်းဒီဘာသာကြားတွေပေါ့နော်ဒီမွတ်စလင်လူမျိုးတွေမွတ်စလင်တွေနဲ့ပတ်သက်လို့အစ္စလာမ်ဘာသာနဲ့ပတ်သက်လို့ hate speech တွေ hate comment တွေ90ရာခိုင်နှုန်းလောက်ကျသွားတာမျိုးတွေကျွန်တော်တို့ဒီ Stanford တက္ကသိုလ်ရဲ့စစ်တမ်းမှာတွေ့ရတယ်ဒီကျွန်တော်တို့ရောက် dispute ဖြစ်တာတွေပါတယ်အကုန်လုံးကိုဆာလာရှိနေခြင်းဆိုတဲ့ cultural impact ကနေဒီဘာလို့တစ်မျိုးလုံးဖြစ်ရှင်းပေးနိုင်ခဲ့တယ်အဲ့လိုပဲတခြားသောသက်ရောက်မှုတွေဒါကအသေးစိတ်လေ့လာမှုမလုပ်ပြသေးတဲ့အတွက်ပြောရခက်တယ်နဲ့အဲ့လိုသက်ရောက်မှုတွေရှိတယ်ပြီးတော့သူဟာဒီအာရခဘာရဲ့သူရကောင်တစ်ယောက်လို့ပြောလို့ရတယ် Times Magazine ထဲမှာလည်းသူ most influential people ထဲမှာလည်းသူပါခဲ့တယ်ပြီးတော့ရေးတုံလာလိုက်မှာ Palestine ကိစ္စသူထပြီးတော့ဟိုဒီလောကပြောတာမျိုးဒါမျိုးဘယ်သူပြောလို့လဲဒါပေမဲ့အဲ့လိုမျိုးပြောတဲ့ကစားသမားဟာ impact လည်းကြီးတယ်ပြီးတော့ကြိုးဆိုတယ်သူပြောတာဒါကသူမှန်တဲ့စကားကိုပြောတာပေါ့နော်အဲ့လိုမျိုး cultural impact Egypt နိုင်ငံနဲ့မဟုတ်ဘဲနဲ့ Africa တိုက်လုံးကိုပါသူကိုစားပြုတယ် Africa တိုက်တယ်မဟုတ်ဘဲနဲ့ Africa မြောက်ပိုင်းနဲ့မဟုတ်ဘဲနဲ့အာရကဘာကိုပါကိုစားပြုတဲ့ကစားသမားတစ်ယောက်အနေနဲ့ရှိတယ်ပြောမှဆိုရင်တော့ Messi Cristiano Ronaldo တို့ပဲမိုဟာမက်ဆာလာဟာသူကနိုင်ငံတစ်နိုင်ငံတော့မဟုတ်ဘူးဒီမွတ်စလင်ဝါတစ်ခုလုံးကိုကိုစားပြုတဲ့ player တစ်ယောက်အနေနဲ့တတ်မှတ်ခြင်းခံရတဲ့သူရဲ့ကောင်တစ်ယောက်ဖြစ်တယ်ဒီ cultural impact ကိုလည်းကျွန်တော်တို့ကထည့်သွင်းစဉ်းစားဖို့လိုတယ်အခုအချိန်မှာဖတ်သိမ့်ပြီလားဆိုတော့ဒီလိုမျိုးကြီးလီဗာပူးနဲ့သူရောကြာစင်းမှုတွေဖြစ်နေတဲ့အခါမှာတော့ထွက်ခွာခြင်းကနှစ်ယောက်စလုံးအတွက်ပါတီနှစ်ခုစလုံးအတွက်ကောင်းမွန်တယ်သူတို့ mutual agreement နဲ့ထွက်ခွာကြမယ်ပေါ့နော်အဲ့တော့မိုဟာမက်ဆာလာဟာလည်း lucrative agreement တခု lucrative deal တွေဆက်လက်ရရှိဖို့ရှိတယ်အဲ့တော့ American သွားမလားသို့မဟုတ် Saudi Arabia သွားမလားဒါမှမဟုတ်ဥရောပမှာဖြစ်နိုင်ခြေကတော့တော်တော်လေးနည်းပါတယ်ဆာလာရဲ့လာစာကတပတ်ပေါင်4သိန်းပမာဏကျော်တယ်အင်မတန်များပြတဲ့ပမာဏဖြစ်တယ်ဆာလာဟာကောင်းနေစေပဲဒါပေမဲ့ကြာဆင်းသွားတဲ့အနေအထားတွေလည်းရှိတယ်ကြာဆင်းသွားတာကဥပမာထားပါတော့ဒီယာဒီမှာဆိုရင် penalty area ရဲ့ touch တွေကျလာတဲ့ထိတ်ဆွန်တွေကျလာတဲ့ပုံမှန်အားဖြင့်ဆာလာရဲ့ထိတ်ဆွန်တယောက်ချင်းကျော်တဲ့နှုန်းဟာ 30% အထက်မှာပဲရှိတယ်30% ထက်ဆိုတော့တော်မြင့်နေတော့သူ့ရဲ့အကောင်းဆုံးကာလတွေတော့ကသူငယ်တော့ကဆိုရင်60တွေ50တွေကျော်ခဲ့တာအင်မတန်မြင့်တဲ့ပမာဏဖြစ်တယ်အခုဒီယာဒီမှာ 20% အောက်ရောက်သွားတယ်19%လားမသိဘူးအဲ့လောက်ပဲရှိတော့တယ်ဒါပြီးတာထင်ရှားတဲ့ကြာစင်မှုပြတာတယ်ဒါပေမဲ့ဒါဟာအခိုက်အတန့်လည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့
physical ကအရန်မြင့်တဲ့အနေအထားမှာရှိတယ်။ तू ကအဲ့ဒီ physical ဘိုင်းကိုတော်တော်လေးလေ့လာလိုက်စားတယ်။တော်တော်လေးပြင်ဆင်တယ်။ဒါကြောင့်လို့ဆာလာဟာဒီကာလတစ်ခုပေါ့အရှိမအတွင်းရတယ်လို့ကျွန်တော်သုံးလိုက်တဲ့အတွက်လက်ရှိမှာ luck ဖြစ်သွားတဲ့အနေအထားမျိုးဖြစ်ပြီးတော့လုံးဝကြီးကျဆင်းသွားပြီလို့ပြောရတယ်တော့နည်းနည်းခက်တယ်ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်သူဥရောပမှာဆက်ရှိလို့ရတဲ့ခြေစွမ်းလည်းရှိသေးတယ်လို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့အချိန်ကြီးအရဲ့ကြောင်ပေါ့နော်ဥရောပမှာတော့ဆက်ရှိဖို့ပါဆက်နေသွားပြီလို့ပြောရလိမ့်မယ်Saudi Arabia လားသို့မဟုတ် America လားဒါတော့ဆက်လက်ဆောင်ကြည့်သွားရဖို့ရှိတယ်ဆာလာရဲ့နောက်ထပ်ခြေလမ်းတွေကလည်းနောက်ထပ် impact တွေထပ်ဖြစ်လာအောင်ပါပဲဒါဟာလုံးဝတန်တရားဖြစ်ပေါ်မရှိဘူးနောက်ထပ် impact အကြီးကြီးတွေထပ်ဖြစ်စေဘာလို့လဲဆိုတော့ तू ကဘောလုံးနေမဟုတ်ဘူးကိန်းကနန်းနေမဟုတ်ဘူးခြေစမ်းနေမဟုတ်ဘဲနဲ့ तू ကိုစားပြထားတဲ့အရာကြီးကကြီးမားချင်းကြောင်းလို့ကျွန်တော်ကတော့ယူဆတယ်လီဗာပူးရဲ့ကန်တဝင်ဖြစ်တယ်ပရီးမီးယားလိရဲ့ကန်တဝင်ဖြစ်တယ်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်အဲ့ဒီအရာကိုဖျောက်ဖျက်ပြလို့မရဘူး तू ကကိန်းကနန်းနေနဲ့ပေါ့ impact တွေနဲ့ပေါ့သို့မဟုတ် memorable moments တွေအမရစဖွယ်ရဖြစ်ရမျိုးစုံနဲ့ရောတွင်းကိုအခိုက်အတန့်တွေနဲ့ရောအများကြီးပဲပြောစရာအများကြီးမှအများကြီးပဲသူ့ရဲ့အောင်ပွဲခံပုံစံနဲ့ပဲပြောဦးမလားကျိုးစိုးကျင်စရာကောင်းတဲ့အောင်ပွဲခံပုံစံလေးပြီးတော့ तू မြေကင်းပြီးတော့ဒူထောက်ထိုင်ချလိုက်ပြီးတော့ तू ဘာသာတရားဝတ်ပြုပြီးတော့မြေကင်းမြေကိုနန်းရှိုက်တာဝတ်ပြုတာပြီးတော့ဒီကတော့တာတွေအများကြီးပဲဆာလာနဲ့ပတ်သက်တဲ့မြင်ကွင်းတွေကအားလုံးအမှတ်ရစရာတွေအနေနဲ့ပဲကြံရစ်တော့မှာပရီးမီးယားလိမှာတော့ဆမ်မရှိတော့ဘူးဆိုတာသိကြတယ်ပေါ့လေဒါကြောင့်မလို့ဒီကန်နဝင်တယောက်ရဲ့လမ်းခွဲဆာလာပြောသလိုပဲကျွန်တော်တို့ပြောကြရဆုံးမှာမဟုတ်သေးဘူးဒါဟာသူ့ရဲ့ part of farewellသူ farewell တစ်စိတ်တစ်ပိုင်းဒါအခု merge လာမှာကျွန်တော်တို့ပထမပိုင်းမိတ်ဆက်လိုက်တယ်အခုပထမပိုင်းမှာခံစားရတဲ့အကြောင်းလေးပထမပိုင်းအနေနဲ့ပြောလိုက်တယ်နောက်လည်းကျွန်တော်တို့ဆက်ပြောစရာတွေရှိလာအောင်မယ်ဆာလာရဲ့အနာဂတ်အကြောင်းလေးဆက်ပြောစရာတွေရှိလာအောင်မယ်အဲ့ဒီခါကျရင်ကျွန်တော်တို့ဆက်ပြီးတော့ဆွေးနွေးသွားရပါလိမ့်မယ်ချွင်းချက်မရှိပရီးမီးယားလိရဲ့ကန်တဝင်ဖြစ်တယ်ကျွန်တော်တယောက်တည်းအတွက်ဆိုရင်တော့ကျွန်တော်ကခရစ္စတီယာနိုရိုနယ်ဒိုထက်ကိုသူဟာပို့ပြီးတော့ပရီးမီးယားလိကန်တဝင်ဖြစ်တယ်လို့သတ်မှတ်ချင်တယ်ပရီးမီးယားလိရဲ့အငြင်းပွားမှမရှိအကောင်းဆုံးညတောင်းမှန်ကစားသမားအနေနဲ့လည်းကျွန်တော်ကတော့သတ်မှတ်ချင်တယ်ဒါပေမဲ့ဒါကတော့ကျွန်တော်ရဲ့ personal အမြင်ဒီအကြောင်းကိုတော့ကျွန်တော်အကျယ်ကျပြီးဆွေးနွေးလို့ရပါမယ်အခုကျွန်တော်တင်ပြခဲ့တာအကြောင်းအရာတွေများနေပြီဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ personal view ကိုတော့ကျွန်တော်ဖတ်ပြီးတော့မဆွေးနွေးတော့ပါဘူးဒီညမှာပဲညီကုန်းချုပ်လိုက်ချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ